လုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကဘာပေါ်ကအန်ရရှိဆုံးလမ်းမကြီး10ခုအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်စီစဉ်လေးကိုစလိုက်ကြရအောင်တနေရာနဲ့တနေရာကူးတန်းသွားလာဖို့အတွက်လမ်းတွေကိုအသုံးပြုကြရပါတယ်တချို့လမ်းတွေကတော့ဘေးကင်းစိတ်ချရပေမဲ့လို့တချို့လမ်းတွေကတော့အသက်အန္တရာယ်ကိုစိန်ခေါ်နေပါတယ်ကဘာတဝမ်းမှာရင်မတော်မဆမှုတွေကြောင့်မလို့တိတ်ဆုံးသူဥယျာဟာလည်းအများဆုံးဖြစ်နေပါတယ်အခုတစ်ခါမှာတော့ကဘာပေါ်မှာအန်ရရှိဆုံးလမ်းမကြီး10ခုအကြောင်းကိုပြပြပေးသွားမှာပါနံပါတ်10 Skipper Karen လမ်းကျဉ်းလေးနယူးဇီလန်နဲ့ကွင်းတောင်မြို့ကိုဆက်သွယ်ထားတဲ့လမ်းပဲဖြစ်ပါတယ်။ဒီလမ်းကျဉ်းလေးပေါ်မှာဖြတ်သန်းဖို့အတွက်သက်ဆိုင်ရာရဲ့ခွင့်ပြုချက်ကိုယူရပါတယ်။ကျင်းပြောင်းလာတဲ့ဒီလမ်းလေးကတော့အဆက်မပြတ်စီးဆင်းနေတဲ့မြစ်ချောင်းကြီးရဲ့အပေါ်ယံကမ်းနားဘေးမှာတည်ရှိပါတယ်။နောက်ွယ်ကအနည်းငယ်ရှိမှုတွေကိုမမြင်ရသေးခင်အထိကတော့ဒီလမ်းရဲ့ရှုခင်းနေရလှတယ်လို့သင်ထင်ကောင်းထင်နိုင်ပါတယ်ရှင်။နံပါတ်9 Connolly လမ်းအိန္ဒိယနိုင်ငံရဲ့ကာနယ်မြို့နယ်နဲ့နီပယ်မြို့ကိုချိတ်ဆက်ပေးထားတဲ့ဆိုးဝါးလာတဲ့လမ်းပဲဖြစ်ပါတယ်။မိုးရာသီမှာတော့မြေပြိုမှုတွေကြောင့်မလို့ပုံမအန်ရရှိလာပါတယ်။လမ်းပေါ်မှာကြောက်တုံးကြီးတွေနဲ့ပြည့်နေနေတဲ့လမ်းလေးဟာဒေသခံတွေအတွက်တော့အလွန်ရေးပါလာပါတယ်။ဒေသခံတွေဟာသူတို့ရဲ့ဝိုင်းရေးအတွက်ဝေးလံလာတဲ့ဒေသတွေကိုသွားရင်တော့မဖြစ်မနေဒီလမ်းလေးကိုအသုံးပြုကြရပါတယ်။နံပါတ်8 BR116 ဘရာဇီးနဲ့ဆောက်အမေရိကကိုဆက်သွယ်ထားတဲ့လမ်းပဲဖြစ်ပါတယ်။ရာသီဥတုကတော့မကြာခဏပြောင်းလဲလေးရှိရကြောင်းမလို့ကားသမားတွေအတွက်အလွန်အန္တရာယ်ရှိလာပါတယ်။နံပါတ်7ကရဲကိုရဲလမ်းမကြီးပါကစ္စတန်နဲ့တရုတ်ကြားကဆက်သွယ်ထားတဲ့လမ်းပဲဖြစ်ပါတယ်။ဒီလမ်းရဲ့နာမည်ကိုတော့ပါကစ္စတန်ကပေးထားတာပဲဖြစ်ပါတယ်။စောင့်နေစဉ်ကာလတုန်းကတော့အလုသမား1000ကျော်တိတ်ဆုံးလို့မလို့အပြစ်တင်ပြောဆိုခံခဲ့ရပါတယ်ရှင်။2010ခုနှစ်မှာတော့မြေပြိုမှုတွေစက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။နံပါတ်10 Stephen Road ကကွေးကောက်လမ်းမွေလင်မွေကောက်လိုကွေးကောက်နေတဲ့ဒီလမ်းကတော့အိုတလာအန်နဲ့အီတလီကိုဆက်သွယ်ထားတဲ့လမ်းပဲဖြစ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်ပေ9000ကျော်မှာတည်ရှိနေပြီးတော့အဲ့ဒီဓာတ်ကြီးကတော့ဒုတိယအမြင့်ဆုံးဓာတ်ကြီးပဲဖြစ်ပါတယ်။မြင်လိုက်တာနဲ့မူးနောက်စီနိုင်ပြီးတော့ဒီလမ်းမကြီးပေါ်ကအသက်အန္တရာယ်ကိုမမူပဲနဲ့နာမည်ကြီးချင်လို့မလို့ကားလာမောင်းကြတဲ့အပျော်တမ်းကားမောင်းသမားတွေလည်းရှိပါတယ်။နံပါတ်5ကာဘေဂျူလာဘေလမ်းမကြီးအာဖဂန်နစ္စတန်နဲ့ဂျလာဘတ်ကိုဆက်သွယ်ထားတဲ့လမ်းပဲဖြစ်ပါတယ်။ညပြလာတဲ့ကုန်တွေကအစမတန်တင်ဆောင်လာပြီးတော့မစင်မကျင်မောင်းနေလေးရှိပါတယ်။အာဖရန်ကန်ရဲ့ရင်မောင်းသမားများကြောင့်မလို့ဒီလမ်းကြီးဟာအန္တရာယ်ရှိဆုံးလမ်းတွေကတလမ်းဖြစ်လာတော့တာပါပဲ။ဒါရီမကသေးပါဘူးရှင်။ကာနီမန်တွေရဲ့တိုက်ခတ်မှုကလည်းရှိနေတတ်ပါသေးရဲ့။နံပါတ်4 Glorian တူးမြောင်တရုတ်နိုင်ငံနဲ့တောင်တလုံးကိုထွင်းပေါက်ထားတဲ့လမ်းပဲဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့အခြားသောမြို့တွေနဲ့ဆက်သွယ်မှုရရှိနိုင်ဖို့အတွက်ဟိုနန်ဘရော့ဘင်ကြီးရွာသားတွေကိုယ်တိုင်ဖောက်လုပ်ထားတဲ့လမ်းပဲဖြစ်ပါတယ်။နံပါတ်3ကိုလိုမာဖြတ်လမ်းအိန္ဒိယရဲ့တောင်ဖြတ်လမ်းဖြစ်ပြီးတော့ရင်မတော်စားမှုအများဆုံးဖြစ်တဲ့လမ်းပဲဖြစ်ပါတယ်။ရုရှားနဲ့မာဂရန်တီအဓိကဆက်သွယ်ထားတဲ့လမ်းပဲဖြစ်ပါတယ်။အလွန်အန္တရာယ်များလွန်းလို့စောင်းရာသီမှာပိတ်ထားရပါတယ်။ဒီလမ်းကိုတော့ထောင်သားတွေပထမဆုံးဆောက်လုပ်ခဲ့တာလို့သိရပါတယ်ရှင်။နံပါတ်2ဂျဲအဒန်နင်ဂျာလန်669ကီလိုမီတာရှည်လျားပြီးတော့လမ်းရဲ့ပြပတ်လည်မှာဘာကာရံမရှိမနေပါဘူးလမ်းတစ်လျှောက်လုံးမှာ gas station 3ခုသာရှိရတဲ့အတွက်ကြောင့်မလို့အိမ်ကနေစထွက်ခဲ့ရနေပြီးတော့ပစ္စည်းစုံလင်ယူလာဖို့ကိုတွားရောက်ဖို့သူချိုးကပြောထားပါတယ်နံပါတ်1မြောင်ရွမ်းခေါ်လမ်းမကြီးဘလိုဗီးယားနိုင်ငံမှာတည်ရှိတဲ့အဲ့ဒီလမ်းမကြီးကတော့ကမ္ဘာအန္တရာယ်ရှိဆုံးလမ်းလို့သတ်မှတ်ခံထားရပါတယ်။အလွန်မက်ဆော့ပြီးတော့ကျင်းမြောင်းတဲ့လမ်းကြောင်းလေးမှာဘေးမှာဘာဆိုဘာမှကာရံထားတာမရှိပါဘူး။တနာရီမှာခရီးသည်200ကနေ300အထိတည်ဆုံးလေးရှိပါတယ်။ဒါရီကတော့ကမ္ဘာပေါ်ကအသက်အန္တရာယ်ကိုအများဆုံးချိချောက်နေပြီးတော့ကားမောင်းသမားတွေရဲ့ကြွက်ချင်မှုကိုဆက်သက်နေရလို့ပြောရမယ်။အန္တရာယ်ရှိဆုံးလမ်းမကြီး10ခုပဲဖြစ်ပါတယ်။အခုတိဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကိုအားလုံးပဲကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။နောက်ထပ်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါအောင်မယ်နော်။